မိသားစုအိမ်တော်တစ်ခုမှာစီးပွားရေးတွေဘလောက်ပဲကောင်းနေပါစေအိမ်သူအိမ်သားတွေကြားထဲမှာတယောက်နဲ့တယောက်အစင်မပြေပဲခဏခဏစကားများနေရပြီဆိုရင်ဒါဟာတာမန်ကိစ္စတော့မဟုတ်တော့ပါဘူးအထူးသဖြင့်အိမ်ရဲ့ကြက်တရေဆောင်လို့ပြောလို့ရတဲ့မီးဖိုချောင်းထဲမှာကျွန်တော်တို့သတိမထားမိပဲထားမိနေတဲ့အရာတွေကမိသားစုရဲ့စိတ်ချမ်းသာမှုကိုလူယူနေတတ်ပါတယ်မီးဖိုချောင်းဆိုတာအာဟာရကိုချက်ပြုတ်တဲ့နေရာဖြစ်တယ်လို့အိမ်ရဲ့အပူအေးကိုထိန်းညှိပေးတဲ့နေရာလည်းဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာစွမ်းအင်တွေမာယွင်းနေပြီဆိုရင်အိမ်တွင်းမှာအပူမီးတွေတောက်လောင်လာပြီးအချင်းချင်းအမြင်မကြည့်တာအသေးအဖွဲလေးကအစရန်ဖြစ်တာမျိုးတွေဖြစ်လာတတ်ပါတယ်အခုပြောပြမယ့်အချက်ကြီးကတော့လက်တွေ့ဘဝမှာကျွန်တော်တို့အမြဲထိတွေ့နေရတဲ့အရာတွေဖြစ်ပြီးဒါတွေကိုပြင်ဆင်လိုက်တာနဲ့တင်တင့်အိမ်ရဲ့ပတ်ဝန်းကျင်ကတိတိတာတာအေးချမ်းသွားတာကိုခံစားရမှာပါပထမဦးဆုံးသတိထားရမယ့်အချက်ကတော့မီးဖိုချောင်းတွေကအက်ကွဲနေတဲ့ပစ္စည်းတွေပါပဲကျွန်တော်တို့မြန်မာလူမျိုးတွေကနှမျိုးတတ်စိတ်ရှိကြပါတယ်ပကံလေးတစ်ခုအနားလေးပဲ့သွားတာဖန်ခွက်လေးနည်းနည်းအပ်သွားတာမျိုးဆိုရင်နှမျိုးစရာကြီးသုံးလို့ရသေးတာပဲဆိုပြီးစက်သုံးတတ်ကြပါတယ်ဒါပေမဲ့ဓမ္မတဘောအရာရောစိတ်ပညာအရာရောအကွဲနေတဲ့ပစ္စည်းတွေဟာနမိမကောင်းပါဘူးဒီအရာတွေကအစိုးမြင်စွမ်းရည်တွေကိုဆွဲဆောင်တတ်ပြီးအိမ်သူအိမ်သားတွေရဲ့စိတ်ကိုလည်းအကွဲလွယ်စေပါတယ်အကွဲနေတဲ့ပကံနဲ့သမင်းစားနေရတဲ့သူဟာစိတ်ထဲမှာမတိစိတ်ကနေတင်းကျပ်မှုကိုခံစားနေတတ်ပြီးအဲ့ဒီတင်းကျပ်မှုကနေတဆင့်ဒေါသအထစ်ပြောင်းလဲကဘေးနားကသူတွေကိုပောက်ကွဲတတ်ပါတယ်ဒါကြောင့်တင့်မီဘိုးချောင်းထဲမှာအကွဲနေတဲ့ဒါမှမဟုတ်အနာပဲ့နေတဲ့ပကံခွေရောက်တွေရှိနေရင်ဒီနေ့ပဲစွန့်ပစ်လိုက်ဖို့တိုက်တွန်းခြင်းပါတယ်နှမျောစရာလို့ထင်ရပေမဲ့မိသားစုရဲ့အေးချမ်းမှုနဲ့ရှင်းရင်ဘာမှမတန်ပါဘူးနောက်ထပ်အရေးကြီးတဲ့အချက်ကတော့မီးဖိုချောင်းထဲမှာရှိနေတဲ့တန်ကြီးတက်နေတဲ့ဓာတ်တွေနဲ့တွားမထက်တော့တဲ့ကက်ကြီးတွေပါပဲဓာတ်ဆိုတာအိမ်ရဲ့လက်နက်တစ်ခုဖြစ်တယ်လို့စားဝတ်နေရေးအတွက်အရေးပါတဲ့ကိရိယာလည်းဖြစ်ပါတယ်ဓာတ်တွေကတန်ကြီးတက်နေမယ်တွားတွေတုံးနေမယ်ဆိုရင်ဒါဟာအိမ်သွင်းမှာအချင်းချင်းစကားပြောတဲ့အခါထက်ထက်မြက်မြက်မရှိတော့ပဲစောင်းမြောင်းပြောဆိုတာတွေနားလည်မှုလွဲတာတွေကိုဖြစ်စေပါတယ်အထူးသဖြင့်ဓာတ်တွေကိုမြင်သာနေရမှာအတွားအပေါ်ထောင်ပြီးထားတာမျိုးကမိသားစုကြားမှာခိုက်ရန်ဖြစ်ပွားမှုကိုအားပေးတဲ့နမိတ်မျိုးဖြစ်နေတတ်ပါတယ်ဓာတ်တွေကိုအမြဲတမ်းတန်ရှင်းနေအောင်ထားရပါမယ်တွားထက်အောင်တွေးထားရပါမယ်အတုံးမပြူတဲ့အချိန်မှာလုံခြုံတဲ့နေရာမှာတင်းစီထားတာကအကောင်းဆုံးပါမယ်ဒီလိုမျိုးတန်ရှင်းတက်ရအောင်ထားခြင်းအားဖြင့်အိမ်တွင်းကစွမ်းရည်တွေကိုပြန်လည်မျှတစေပြီးအချင်းချင်းအပေါ်ထားရှိတဲ့စေတနာတွေကိုကြည်လင်လာမှာထက်ပါတယ်ဒုတိယချက်အနေနဲ့ကျွန်တော်တို့သတိမထားမိပဲအမှားလုပ်မိနေတတ်တာကတော့မီးပူချောင်းထဲမှာမီးနဲ့ရေကိုရောထွေးထားတာပဲဖြစ်ပါတယ်ရှေးလူကြီးတွေပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်မီးနဲ့ရေဟာဘယ်တော့မှအတူမနေဘူးဆိုတာပါပဲလက်တွေ့ဘဝမှာလည်းကြည့်ကြည့်ပါဟင်းချက်တဲ့ gas မီးပိုနဲ့ရေဆေးခံဘေးစင်းကိုကတ်လက်ထားမိရင်အဲ့ဒီအိမ်မှာလေမယားချင်းဖြစ်ဖြစ်တာအမေချင်းဖြစ်ဖြစ်အမြဲတမ်းအခြေအတင်စကားများရတတ်ပါတယ်မီးကအပူကိုဆောင်ပြီးရေကအေးကိုဆောင်တဲ့အတွက်စွမ်းအင်နှစ်ခုထိတ်တိုက်တွေ့တဲ့အခါအိမ်တွင်းမှာအငိမ့်အခုံတွေဆဲမှာမဟုတ်ပါဘူးတကယ်လို့တင့်မီးပိုချောင်းကနေရာချင်းလို့ခွဲထားလို့မရဘူးဆိုရင်တောင်သူတို့နှစ်ခုကြားမှာတစ်သားပြားလေးတစ်ခုခံထားတာမျိုးဒါမှမဟုတ်အစိမ်းရောင်ရှိတဲ့အရာတစ်ခုခုကြားခံထားပြီးစွမ်းအင်ကိုထိန်းညှိပေးရပါတယ်ဒါဟာတင်းငယ်တဲ့အချက်လို့ထင်ရပေမဲ့တကယ်တမ်းပုံစံကြည့်တဲ့အခါမိသားစုကြားမှာအလျှော့အတင်းရှိလာတာကိုအံ့ဩစရာကောင်းလောက်အောင်တွေ့ရပါလိမ့်မယ်နောက်ထပ်အင်ရှင်မတွေအလုတ်ရှုလို့မေထားတဲ့အရာကတော့မီးဖိုချောင်းကအမိုက်ပုံးပါပဲအမိုက်ပုံးဆိုတာအညစ်အကြေးတွေစုဝေးရနေရဖြစ်တဲ့အတွက်သူ့မှာအစိုးမြင်စွမ်းရည်တွေအပြည့်ရှိပါတယ်အထူးသဖြင့်ဟင်းဒီဟင်းရွက်တွေအပုပ်အတိုးတွေအစာဟောင်းတွေကိုညဘက်ကြီးအိမ်ထဲမှာဒီတိုင်းပြမထားသင့်ပါဘူးညဘက်မှာအမိုက်ပုံးကိုအဖုံးမအုပ်ထားပြီးထားတာဒါမှမဟုတ်အမိုက်တွေလှန်ထွက်နေတာဟာအိမ်ရဲ့လက်လာကိုပြီးစီယုံတင်မကားပဲအိမ်သူအိမ်သားတွေကိုစိတ်တော်လွယ်စေပါတယ်အငြိအကျေးစားထတဲ့အနံ့အသက်ဆိုးတွေဟာလူရဲ့ဦးနှောက်ကိုဓာတ်ရိုက်အကျိုးသက်ရောက်ပြီးစိတ်ကြည်လင်မှုကိုဖျက်ဆီးပစ်ပါတယ်ဒါကြောင့်ညအိယာမဝင်ခင်မှာမီးပိုချောင်းကအမိုက်တွေကိုအိမ်အပြင်ထုတ်ပစ်တာဒါမှမဟုတ်အဖုံးလုံးလုံးအုပ်ထားတာမျိုးလုပ်ပေးပါအိမ်ရဲ့အောက်ခြေတန်ရှင်းမှာအထက်ကစိတ်သက်တွေလည်းတန်ရှင်းအေးချမ်းမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့အလင်းရောင်နဲ့လေဝင်လေထွက်ကိစ္စပါ
မီးဖို့ချောင်းဆိုတာအမြဲတမ်းမှောင်ပုတ်နေပြီးမှုန်နှံ့တွေနန်းနေမယ်လေးဝင်းလေးထွန်မကောင်းဘူးဆိုရင်အဲ့ဒီအိမ်မှာနေထိုင်သူတွေဟာကျမ်းမာရေးခဏခဏညံ့တတ်ပါတယ်ကျမ်းမာရေးညံ့လာတဲ့အခါလူဟာစိတ်မရှိတော့ပဲဘေးနားကလူကိုရမ်းရှားဖို့ပဲကြိုးစားနေတတ်ပါတယ်မီးဖို့ချောင်းဟာနေရောင်ကြီးအနှဲငယ်ရရှိပြီးလေကောင်းလေတန့်ရနေဘူးလိုအပ်ပါတယ်တကယ်လို့ပြတင်းပေါက်မရှိရင်တောင်မီးဒီလင်းလင်းထွန်းထားပြီးတက်တက်ရရရှိနေအောင်ဖန်တီးပြရပါမယ်ဟင်းချက်တဲ့အခါထွက်လာတဲ့အငွေ့တွေအနံ့တွေကအိမ်ထဲမှာတင်ဝဲနေမယ်ဆိုရင်အဲ့ဒီအနံ့တွေကလူကိုမူးဝေစေပြီးဒေါသထွက်လွယ်တဲ့စိတ်အခြေအနေကိုဖန်တီးပေးပါတယ်ဒါကြောင့်တင့်မီးဖို့ချောင်းကိုအငဲတန်းလင်းထိန်အောင်ထားပါလေးဝင်းလေးထွက်ကောင်းအောင်လုပ်ပေးပါဒါဟာရိုးရှင်းပေမဲ့မိသားစုရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကိုအများကြီးထောက်ပံ့ပေးနိုင်ပါတယ်တတိယအချက်အနေနဲ့ကျွန်တော်တို့တတိမထားမိပဲအိမ်မှာစုဆောင်မိနေတတ်တာကတော့တက်တန်းကုံဆုံးနေတဲ့ဆေးဝါးတွေနဲ့အစားအသောက်တွေပဲဖြစ်ပါတယ်မိဖို့ကြောင့်တဲ့ကဘဒိုတွေကိုပြန်စစ်ကြည့်လိုက်ရင်သုံးလို့မရတော့တဲ့ဟင်းခတ်မုံအဟောင်းတွေရက်လွန်နေတဲ့စီသွက်ပူတွေဒါမှမဟုတ်မှုတ်တက်နေတဲ့အစစ်အဆန်တွေကိုတွေ့ရတတ်ပါတယ်ဒီလိုအရာဝတ္ထုတွေဟာအိမ်ရဲ့စွမ်းအားကိုလေးလံထိုင်ဝိုင်းစေပါတယ်ဗုဒ္ဓဘာသာအယူအဆရတော့လောကီပညာရတော့အပုတ်တိုးတွေဟာအနိဋ္ဌယုံကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲဒီပစ္စည်းတွေကိုတင်ထားခြင်းအပြင်အိမ်သူအိမ်သားတွေကြားမှာအလုတ်အကုန်တွေကြံ့ကြတာစိတ်ကူးတစ်တွေမထွက်တာနဲ့အချင်းချင်းအပေါ်နားလည်မှုမပေးနိုင်ပဲတင်းမာနေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်တပတ်တစ်ခါဖြစ်မိဖို့ကြောင့်တဲ့ကပစ္စည်းတွေကိုစစ်ဆေးပြီးမလိုအပ်တာတွေကိုရဲရဲဝံ့ဝံ့ဆွန့်ပစ်လိုက်ပါအသက်တွေဝင်လာဖို့အတွက်အဟောင်းတွေကိုရှင်းထုတ်ပြဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးတာကမိဖို့ကြောင့်တဲ့မှာဆေးထုတ်တွေထားခြင်းပါပဲလူများစုကတောက်ရမဲ့ဆေးကိုမေ့မှဆိုလို့မိဖို့ကြောင့်ဒါမှမဟုတ်ထမင်းစားပွဲပေါ်မှာတင်ထားကြပါရဲ့ဒါဟာလက်တွေ့မှာအဆင်ပြေပြီးမဲ့စွမ်းအားသဘောအရာတော့မိဖို့ကြောင့်မှဆေးဝါးတွေမြင်သာအောင်ထားတာဟာအိမ်မှာအငဲနဲ့ဖျားနာသူရှိနေဖို့ဖိတ်ခေါ်နေတယ်လို့ဖြစ်နေတတ်ပါတယ်ဆေးဆိုတာယောဂရှိမှတောက်ရတာဖြစ်တဲ့အတွက်ဆေးထုတ်တွေကိုမြင်နေရရင်မိသားစုဝင်တွေရဲ့မတိစိတ်မှာငါတို့ကမကြမ်းမာသူတွေဆိုတဲ့အတွေးမျိုးဝင်နေတတ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့အခါလူကစိတ်တိုလွယ်လာပြီးအိမ်တွင်းမှာစကားများဖို့လမ်းစားဖြစ်လာပါတယ်ဒါကြောင့်ဆေးဝါးတွေကိုတီးတန့်အန်ဆွဲထဲမှာဖြစ်ဘူးထဲမှာဖြစ်စနစ်တကျသိမ်းဆည်းထားပါထမင်းစားပွဲပေါ်မှာတော့ဆေးထုတ်တွေအစားလက်ဆက်တဲ့တစ်တွေဝက်လံတွေကိုထားရှိပေးခြင်းဟာမိသားစုကိုပိုမိုပျော်ရွှင်ကျန်းမာစေမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ညစ်ပတ်နေတဲ့မီးဖိုခေါင်းပါပဲမီးဖိုခေါင်းဆိုတာအိမ်ရဲ့ဒနအင်ခွဲလိုတောင်တင်စားကြပါတယ်ဟင်းချက်တဲ့မီးဖိုပေါ်မှာစီချေးတွေတက်နေတာဟင်းရည်ဖိတ်ထားတာတွေကိုမတန့်ရှင်းပဲဒီတိုင်းထားလိုက်တာဟာအိမ်ရဲ့လက်လာပါကိုအညံ့ဆုံးထိအောင်လှုပ်လိုက်တာပါပဲမီးဖိုညစ်ပတ်နေရင်အိမ်သူအိမ်သားတွေရဲ့စိတ်ဟာလည်းနောက်ကြီးနေတတ်ပါတယ်အထူးသဖြင့်မိသားစုရဲ့အိမ်တောင်ဦးစီးဟာအကင်းမှာအလုတ်လုတ်တဲ့အခါအစင်မပြေမှုတွေနဲ့ကြုံရတတ်ပြီးအိမ်ပြန်ရောက်ရင်အဲ့ဒီဒေါသတွေကိုအိမ်မှာပောက်ကွဲတတ်ပါတယ်ဒါကြောင့်ဟင်းချက်ပြီးတိုင်းမီးဖိုကိုပြောင်းလဲအစဉ်အောင်တုတ်ပေးပါမီးဖိုခေါင်းပြောင်းလဲနေတဲ့အိမ်ဟာစီးပွားတက်ယုံတင်မကပဲနေထိုင်သူတွေရဲ့စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပြီးအချင်းချင်းအပေါ်မှာနှွေးနှွေးတဲ့စကားလုံးတွေပဲပြောဆိုဖြစ်လာစေမှာဖြစ်ပါတယ်စဒုထားအချက်အနေနဲ့ကျွန်တော်တို့သတိမထားမိပဲလုံမိနေတဲ့အမှားကတော့ထမင်းစားပွဲပေါ်မှာပစ္စည်းတွေရှုပ်ပွားနေတာပဲဖြစ်ပါတယ်ထမင်းစားပွဲဆိုတာမိသားစုဝင်တွေတဏိတာလုံးပင်ပန်းသမျှကိုအတူတူထိုင်ပြီးအပန်းဖြီရင်အာဟာရဖြည့်တင်တဲ့နေရာပါဒီနေရာမှာသတင်းစာဟောင်းတွေတော့တွဲတွေငွေတောင်းခံလွှာတွေဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုတင်ထားမိရင်စားတောက်နေတဲ့အချိန်မှာတော့စိတ်ကအနားမရပဲပူပန်မှုတွေအလုပ်ကိစ္စတွေကခေါင်းထဲရောက်လာတတ်ပါတယ်အဲ့ဒီအခါမှာတယောက်နဲ့တယောက်စကားပြောရင်တောင်အဆင်မပြေပဲအလိုမကျမှုတွေဖြစ်လာပြီးရန်ဖြစ်ဖို့အကြောင်းဖန်လာတတ်ပါတယ်ထမင်းစားပွဲကိုအမြဲတမ်းရှင်းလင်းနေအောင်ထားပါအစားအသောက်နဲ့မသက်ဆိုင်တဲ့အရာမှန်တပြကိုဖယ်ရှားထားခြင်းက
မိသားစုဝင်တွေကြားပုံမနှက်ဆိုင်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်စေမှာပါနောက်ထပ်အရေးကြီးတဲ့အချက်ကတော့မိဖို့เจ้าထဲမှာဓာတ်ခဲမထည့်ထားတော့ရက်နေတော့နာယီတွေထားခြင်းပါပဲနာယီဆိုတာအချိန်နဲ့ကန်စာတာကိုကိုးစားပြုပါတယ်တကယ်လို့တင့်မိဖို့เจ้าထဲမှာရက်နေတဲ့နာယီဒါမှမဟုတ်အချိန်မမှန်တဲ့နာယီတစ်လုံးရှိနေမယ်ဆိုရင်ဒါဟာအိမ်ထင်းကစွမ်းအံတွေကိုရက်တန့်သွားစေပြီးမိသားစုဝင်တွေကြားတိုးတက်မှုမရှိဘဲတနေရာထဲမှာတင်လဲနေသလိုခံစားစေပါတယ်အထူးသဖြင့်အချိန်တွေကွဲလွဲနေတဲ့အခါလူတွေရဲ့စိတ်ဟာလည်းဂယုကရက်ဖြစ်လာပြီးတယောက်ကိုတယောက်နားလည်ဖို့ခက်ခဲလာတတ်ပါတယ်အချိန်မှန်တာလှုပ်ရှားနေတာဟာရှင်တန်ခြင်းနမိတ်ဖြစ်လို့တင့်မီးဖို့ကြောင့်ကနာယီတွေကိုအမြဲစစ်စေပါရက်နေတော့နာယီတွေရှိရင်ဘက်ထရီလဲပါဒါမှမဟုတ်အမြန်ဆုံးပြင်ဆင်ပါဒါမှသာမိသားစုရဲ့ကန်စာတာဟာလည်းရှေ့ကိုဆက်တိုက်စီးဆင်းသွားမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မီးဖို့ကြောင့်ထဲမှာအဝတ်အစားတွေလှမ်းတာပဲဖြစ်ပါတယ်အိမ်အလုပ်တွေရှုံနေတဲ့အခါဒါမှမဟုတ်မိုးရွာတဲ့အခါမျိုးမှာမီးဖို့ကြောင့်တွေကကြိုးတန်းတွေပေါ်မှာအဝတ်လှမ်းမိကြပါတယ်ဒါစွမ်းအံ့သဘောရတော့ကျမ်းမာရေးအရာတော့အင်မတန်ဆိုးရွားပါတယ်မီးဖို့ကြောင့်ကထက်တဲ့အနံ့အသက်တွေစီဦးတွေကအဝတ်အစားတွေမှာကန်ညီသွားပြီးအဲ့ဒီအဝတ်ကိုဝတ်ဆင်တဲ့သူဟာစိတ်သက်လေးလန်းတာကံမိန်နာမျိုးတွေကြုံရတတ်ပါတယ်အထူးသဖြင့်အတွင်းခံအဝတ်တွေကိုမီးဖို့ကြောင့်မှလှမ်းတာဟာအိမ်ရဲ့ကြက်တီကိုအညှိုးနှွမ်းဆုံးအချက်ပါပဲအဲ့ဒီလိုမျိုးစွမ်းအံတွေညှဉ်းနှွမ်းနေတဲ့အခါမိသားတွေဟာစိတ်တိုလွယ်ပြီးတယောက်ကိုတယောက်အဖြစ်ရှာဖို့ပဲချောင်းနေတတ်ကြပါတယ်ဒါကြောင့်မီးဖို့ကြောင့်ကိုဟင်းချက်တဲ့နေရာတတ်အဖြစ်ပဲထားရှိပြီးအဝတ်လန်းတာမျိုးကိုလုံးဝရှောင်ကျဉ်ရပါမယ်နောက်ဆုံးအချက်အနေနဲ့ကျွန်တော်တို့အားလုံးတတိမိနေတတ်တဲ့အရာတစ်ခုကတော့မီးဖို့ချောင်းတွေကအပင်ချောက်တွေနဲ့ပန်းအသီတွေပါပဲအိမ်တွင်းမှာအစိမ်းရောင်ရှိရင်အေးချမ်းတယ်ဆိုပြီးအပင်စိုက်ကြပြီမယ်အပင်ကတည်နေပြီဒါမှမဟုတ်အရွက်တွေခြောက်ပြီးနွမ်းဖက်နေပြီဆိုရင်တော့ဒါဟာအသက်မဲ့နေတဲ့စွမ်းအံတွေကိုထုတ်လို့နေတာဖြစ်ပါတယ်အဲ့ဒီလိုအသက်မဲ့နေတဲ့အရာတွေကိုမီးဖို့ကြောင့်မှထားမိရင်မိသားစုဝင်တွေကြားထဲမှာနှွေးထွေးမှုတွေညော့နေလာပြီးတယောက်ကိုတယောက်စိမ့်ကားလာတတ်ပါတယ်အချင်းချင်းစကားပြောတဲ့အခါမှာလည်းအေးဆက်ဆက်နိုင်လာပြီးတန်ရောစံတွေခိုင်းကြောက်လာတတ်ပါတယ်ဒါကြောင့်အပင်ဆိုင်မယ်ဆိုရင်အမြဲရှင်သန်လန်းဆန်းနေအောင်ဂရုစိုက်ပါတကယ်လို့အပင်ကတည်သွားပြီဆိုရင်တော့နှမျောမနေပဲအစ်စ်လဲလိုက်ပါလက်ဆက်တဲ့စွမ်းအံတွေကမှတင့်မိသားစုကိုပျော်ရွှင်ကြည်နူးမှုတွေပေးစွမ်းနိုင်ပါမှာနောက်တစ်ချက်ကတော့မီးဖို့ကြောင့်ရဲ့တောင့်ဆွမ်းတွေမှာအမှောင်ဖုံးနေတာပါပဲအိမ်ရဲ့တောင့်တွေမှာပစ္စည်းတွေစုပုံထားပြီးဖုံးတွေတက်နေမယ်အလဲမရပဲမှောင်နေမယ်ဆိုရင်အဲ့ဒီနေရာတွေမှာမကောင်းတဲ့စွမ်းအံတွေခိုးအောင်နေတတ်ပါတယ်ဒီလိုနေရာမျိုးရှိတဲ့အိမ်မှာနေထိုင်သူတွေဟာအကြောင်းပြချက်မရှိပဲစိတ်တိုးတတ်ကြတယ်တယောက်ကိုတယောက်အပြစ်မရှိအပြစ်ရှာပြီးရန်ဖြစ်တတ်ကြပါတယ်ဒါကြောင့်မိဘเจ้าရဲ့တောင့်တိုင်းကိုတန့်ရှင်းနေအောင်ထားပါမလိုအပ်တဲ့ပစ္စည်းအဟောင်းတွေကိုဖယ်ရှားပါနေရာလွတ်တွေများများရှိလေလေစွမ်းအံတွေကောင်းကောင်းစီးစင်းနိုင်လေလေထိတီမိသားစုဝင်တွေကြားမှာလည်းနားလည်မှုတွေပိုမိုရရှိလာမှာဖြစ်ပါတယ်အိမ်တွင်းတန့်ရှင်းမှုဟာစိတ်တန့်ရှင်းမှုရဲ့အစပဲဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်မိဖို့ချောင်းဆိုတာအိမ်ကအိမ်ရဲ့နှလုံးသားပါပဲနှလုံးသားတန့်ရှင်းကြမ်းမာနေခွာတကိုယ်လုံးကြမ်းမာမှာဖြစ်ပါတယ်အခုပြောပြခဲ့တဲ့အချက်တွေဟာရိုးရှင်းလွယ်ကူပေမဲ့လက်တွေ့မှာလိုက်နာကြည့်တဲ့အခါတီတီတာတာထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်မိသားစုအတွင်းမှာခဏခဏရန်ဖြစ်နေတာတွေဟာကံတရားကြောင့်ပဲမဟုတ်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေရဲ့စွမ်းအံတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အခုပဲတင့်မီးဖို့ကြောင့်ကိုတစ်ချက်လောက်ပြန်စစ်စင်းကြည့်ပြီးအစင်မကလေးတာတွေကိုပြင်ဆင်လိုက်ပါအခုပြောပြသွားတဲ့အထဲမှာဘယ်နှချက်လောက်ကတင့်မီးဖို့ကြောင့်ထဲမှာရှိနေသလဲဆိုတာကို comment မှာရေးပေးသွားပါဦးနော်အေးချမ်းသာရတဲ့အိမ်ကြီးဟာလေးကိုပိုင်ဆိုင်နိုင်ကြပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်